ပြောင်းမှုကိုဒီလိုလှုပ်စားရင်အရန်စားကောင်းလိမ့်မယ်လို့လုံးဝမထင်တာဘူးလူတော်တော်များများမစားဘူးတဲ့အပြင်မြင်လဲမမြင်ဘူးကြပါဘူးဤတုံလေးနဲ့နွေရာသီမှာဆိုရင်တော့အရန်စားကောင်းပါတယ်ဝယ်လာတဲ့ပြောင်းမှုကိုဓားလေးနဲ့လှီးပေးမယ်ဒီလိုလှီးရင်တော့ပြောင်းမှုကြော်စားရင်လည်းအဆင်ပြေပါတယ်ခွက်၅ခွက်တွေကိုရင်နွေးထည့်ပြင်ထားမယ်ပြောင်းမှုစီတွေကိုကျိတ်ဆက်ထည့်ပြီးတော့ပြင်ထားတဲ့ရင်နွေး၅ခွက်ထည့်ပြီး2မိနစ်လောက်ကျိတ်ပေးမယ်ကျိတ်ထားတဲ့ပြောင်းမှုရည်တွေကိုအိုးထဲထည့်မယ်တိုဘူးမုတ်တစ်ခွက်ထည့်မယ်ရင်၅ခွက်ကိုတိုဘူးမုတ်တစ်ခွက်အချိုးအစားတိုင်းထည့်ပြီးတော့မီးဖွင့်ကကြိုပါမယ်ကြိုနေရင်လည်းအိုမကောက်အောင်လို့မှွေပေးဖို့လိုပါတယ်ကျွန်တော်ဟင်းချက်နည်းတွေကိုအများကြီးမျှဝေပေးနေတာမို့လို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာအသေးလေးပေးသွားပြီးတော့အားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြိုထားတာပြစ်လာပြီဆိုရင်တော့အပူငွေ့လေးနဲ့3မိနစ်ထပ်ကြိုပေးပါမယ်ရေမရှိစီမရှိတဲ့ပကံလုံးလေးကိုလောင်းထည့်ပြီးတော့အေးအေးခံပေးမယ်ရေခဲတတထဲထည့်ပြီးတော့အေးမခံပါနဲ့ခဲသွားပြီဆိုရင်တော့ကိုကြိုက်နဲ့တက်တဲ့အတုံးပုံစံလေးတွေလီးပေးပါမယ်ပြီးရင်တော့ကိုကြိုက်နဲ့တက်တဲ့အချင်းသို့မဟုတ်အနှစ်ထည့်ပြီးတော့တုပ်စားလိုက်ရင်တော့ရပါပြီအိမ်မှာကိုယ်တိုင်လှုပ်စားရင်တော့တန်ရှင်းလက်ဆက်တာဖြစ်တဲ့အတွက်လူကြီးမင်းတို့လိုက်လှုပ်စားကြည့်ကြပါနော်လူကြီးမင်းတို့တေချာလေးကြည့်ကြနော်ပြောင်းဖူးနဲ့ကောင်းညင်ကိုကြိတ်သားတဲ့ထည့်နေလိုက်ပြီးတော့ထွက်လာမယ့်မုတ်ကလေးကအိမ်တိုင်းမှာအရန်ကြိုက်ကြတာဖြစ်တဲ့အတွက်နောက်ဆုံးမေမေတွေကအိမ်ပြင်ထွက်ပြီးတော့ကောင်းညင်ဝက်ဥကြောင်ဝယ်ပေးစီရမလို့တော့ပါဘူးအရင်ဆုံးအသားတွေကိုအတုံးလေးတွေလှီးပြီးတော့နှုတ်နှုတ်လေးတွေဆင်းပေးပါမယ်အဲ့လို့ဆိုရင်တော့စားလိုက်ရင်အရသာပိုရှိပါတယ်အခုတော့အရသာနှပ်ပါမယ်အသားတွေကိုစားတကြားပဲငှက်ပြားရဲ့ကျဲငရုတ်ကောင်းမို့ငရုတ်သီးအစိမ့်မို့ထည့်ပြီးတော့နှံ့အောင်နေပါမယ်နေထားတဲ့အသားပေါ်ကနေရေစိမ်ထားတဲ့ကောင်းညင်ဆန်ခြေပြီးသားပြောင်းမှုစေးလေးတွေထည့်ပါမယ်ကျွန်တော်ဟင်းချက်နည်းတွေကိုအများကြီးမျှဝေပေးနေတာမို့လို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာအသေးလေးပေးပြီးတော့အားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပြီးရင်တော့တေချာလေးနှံ့အောင်နေထားပါမယ်ဝယ်လာတဲ့ဝက်ဥချောင်းအစားသွင်းမယ်ဝက်ဥခွန်တွေကိုအရက်ဖြူနဲ့ဆေးပြီးတော့ရေနဲ့လည်းထက်ခါဆေးပြီးမယ်ဝက်ဥခွန်ဝယ်ရင်လည်းကောင်းတာလေးယူဝယ်ပြီးတော့တေချာလေးဆေးကြောပြီးပါအစားသွင်းမဲ့ပစ္စည်းကိရိယာလေးရှိရင်တော့ပိုကောင်းပါတယ်ခင်ဗျာကိရိယာလေးတွေကိုအသားတွေထည့်ပြီးတော့ဝက်ဥခွန်တွေကိုဖြည်းဖြည်းချင်းထည့်ပြီးပါမယ်ကျိုးကိုတော့ကိုကြိုက်နဲ့တက်တဲ့အရွယ်အစားတိုင်းလိုက်ချီပြီးပါမယ်တွားကြထိုးရန်လေးနဲ့လေဝင်ရောင်အပေါက်လေးတွေဖောက်ပြီးမယ်ပြီးတဲ့အခါမှာတော့တခါတည်းအိုးထဲထည့်ပြီးတော့မိနစ်50ပေါင်းလိုက်ရင်တော့ရပါပြီကြက်ပြီဆိုရင်တော့ဘူးရဲထည့်ပြီးတော့ရေခဲတက်တာထဲမှာထည့်သိမ်းလို့ရပါတယ်စားကျင်တဲ့အချိန်မှာထုတ်ပြီးတော့ကြော်စားလို့ရတာမို့လို့အရန်အဆင်ပြေပါတယ်ခင်ဗျာနုနုညံ့ညံ့လေးနဲ့အရသာလေးလည်းအရန်ရှိတာမို့လို့လိုက်လို့စားကြည့်ကြပါလူကြီးမင်းတို့ထင်ထားကြမှာမဟုတ်ပါဘူးရေထဲမှာကြက်ဥထည့်ပြုတ်လိုက်ရုံနဲ့2မိနစ်နေရင်တော့အာဟာရပြည့်ပြီးအရသာရှိတဲ့မနက်စာလေးရလာမှာပါဆက်လက်ပြီးလူကြီးမင်းတို့ကဗီဒီယိုလေးကိုမျှဝေပေးသွားပါမယ်အရင်ဆုံးရင်နွေးတည့်ပြီးတော့မိပေးလိုက်မယ်ပကံလွတ်ထဲကိုရေထည့်ပြီးတော့ကြက်ဥဖောက်တယ်မယ်ကျဲဥအခုတွေကိုသုံးရမှာဖြစ်တဲ့အတွက်မလွတ်ပြလိုက်ပါနဲ့ကျဲဥလေးတွေကိုဖွားဖွားလေးရင်နွေးတဲ့ထဲမှာကျွန်တော်ဟင်းချက်နည်းတွေကိုအများကြီးမျှဝေပေးနေတာမို့လို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာအသေးလေးပေးပြီးတော့အားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမီးဖွင့်စရာမလိုပါဘူး3မိနစ်လောက်အဖုံးအုပ်ထားလိုက်ပါမယ်ပကံတွေကိုစားကြက်သားမုံနဲ့ပဲငှက်ပြားရဲ့ကျဲကြက်သွန်မိတ်နှမ်းစီမွေးပစွန်ကြောင်နဲ့ရင်နွေးထည့်ပြီးတော့မှွေလိုက်ပါမယ်ကျဲဥကြက်ပြီးဆိုရင်တော့အနှစ်ခွက်ထဲထည့်လိုက်မယ်ဒီလိုလှုပ်စားတဲ့မနက်စာလေးကလွယ်ကူရိုးရှင်းပြီးတော့အပြင်ကဝယ်စားတာထက်တန့်ရှင်းပြီးတော့ကျမရည်နဲ့ညီညွတ်တာဖြစ်တဲ့အတွက်ကလေးတွေအရန်ကြိုက်ကြပါတယ်လူကြီးမင်းတို့လည်းကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်လှုပ်စားကြည့်ပါခင်ဗျာရာသီဥတုအေးလာပြီဆိုရင်တော့ကျမရည်နဲ့ညီညွတ်အောင်ဟင်းရည်လေးများများလှုပ်တောက်ကြည့်ပါစောင်းရသည်မှာတိုးသားစုပ်ပြုတ်လေးသာပြုတ်တောက်မယ်ဆိုရင်တော့အသက်ရှည်မှာမှန်ပါပဲအင်ကဖွားကတော့တိုးသားစုပ်ပြုတ်ကိုပြီးစလွယ်မပြုံနဲ့လို့အမြဲမှလေးရှိပါတယ်ဖွားပြုတ်တဲ့စုပ်ပြုတ်နီလေးကတော့အာဟာရရှိပြီးတော့မှွေပြီးတော့အသားလေးတွေကလည်းနူးညံ့တာဖြစ်တဲ့အတွက်သွားမရှိတော့တဲ့တက်ကြီးရွယ်တွေတောင်မှစားနိုင်ပါတယ်ဈေးကဝယ်လာတဲ့တိုးသားနိုင်ယုံတွေကိုအတုံးလေးတွေလှီးပေးပြီးတော့ပကံနဲ့ထည့်လိုက်ပါမယ်စားနဲ့ရေထည့်စိမ့်လိုက်မယ်ဒီလိုလုံးမယ်ဆိုရင်တော့တိုးသားတွေကအညစ်အကြေးတွေအကုန်ထွက်သွားပြီးတော့အသားလေးနူးညံ့လွယ်ပါတယ်ကျွန်တော်ဟင်းချက်နည်းတွေကိုအများကြီးမျှဝေပေးနေတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာအသေးလေးပေးပြီးတော့အားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆေးပြီးသားတိုးနံရိုးတွေကိုညှိနှမ်းပြအောင်လို့အရက်ထည့်ပြီးတော့ပြုတ်ပြီးမယ်ကြက်ပြီဆိုရင်တော့အိုးတွေကဆယ်ထုတ်ပြီးတော့မြေအိုးတွေထည့်ပြီးမယ်တိုးသားစားကောင်းတာရဲ့အဓိကချက်ကတော့ဟင်းချက်ဝိုင်ထည့်လို့ပါပဲနောက်တစ်ချက်ကတော့ကြက်သွန်ဖြူထည့်တာပါပဲတတိယတစ်ချက်ကတော့လက်ဖက်ချောက်ထည့်မယ်လေးစင်းမြောက်မှာတော့ရွှေဖျုံသီးထည့်မယ်ပြီးတဲ့အခါမှာတော့နွယ်ချိုနဲ့စမုံစပါးထည့်မယ်စမုံစပါးကတိုးသားကိုမွေးစီတာမို့လို့နွယ်ချိုနဲ့စမုံစပါးအပြင်ကြိုက်နဲ့တက်တဲ့တခြားဟင်းခတ်အမွေးကြိုင်တွေလည်းထည့်လို့ရပါတယ်ဟင်းခတ်အမွေးကြိုင်ကအသင်းအထုပ်လေးတွေရှိရင်လည်းတခါတည်းထည့်လိုက်ရုံပါပဲပြီးရင်တော့ချင်းပြားထည့်မယ်ချင်းကတော့အညီနှမ်းပြောက်တဲ့ဘရင်ပါပဲရှင်တွေထည့်ပြီးတော့မော်လာဟုဖြူနဲ့တရုတ်စည်းသီးချောက်ထည့်ပြီးအဖုံအုပ်ကမိနစ်40ချက်ပါမယ်အရာသာအတွက်စားငရုတ်ကောင်းမှုထည့်မယ်နောက်ဆုံးမှာတရုတ်စည်းသီးအသေးလေးနဲ့နနမင်ထည့်လိုက်ရင်တော့စားလို့ရပါပြီဒီ
ဒီတိုးသားစုပ်ပြုတ်လေးကအနံ့အရသာနဲ့ပြည့်စုံကအာဟာရလည်းရှိတာဖြစ်တဲ့အတွက်အရန်တောက်လို့ကောင်းပါတယ်။ကြိုက်နေတတ်တယ်ဆိုရင်တော့အင်္ဂါလူကြီးတွေကိုလိုက်ချက်ကြွေးကြည့်ပါခင်ဗျာ။လူကြီးမင်းတို့ထင်ထားကြမှာမဟုတ်ပါဘူး။ဂျုံမုံနဲ့ပြောင်းဖို့မဟုတ်တူတူရောထည့်ပြီးထွက်လာတဲ့မုတ်ကအရန်နှစ်တုတ်တာဆန်ပါတယ်။လူကြီးမင်းတို့အိမ်မက်ထဲကမုတ်လေးပါပဲ။ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတာနဲ့လူကြီးမင်းတို့လည်းလှုပ်တက်ကြမှာပါ။ရေမုံညင်းတွေလီထားပြီးတော့စီတစွန်းထည့်လိုက်မယ်။စီထည့်ထားမယ်ဆိုရင်တော့ရေလဲအရန်မထွက်တော့ဘဲနဲ့အယောင်လေးမမဲသွားတော့ပါဘူး။ကျုံမုတ်နှစ်စွန်းပြောင်းဘူးမှုတ်နှစ်စွန်းတရုတ်မဆလာအနေငယ်ထဲမှာစားထည့်စရာမလိုပါဘူးခင်ဗျာဟင်းချက်နီတွေအများကြီးကိုကျွန်တော်မျှဝေပေးနေတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာအသေးလေးပေးပြီးတော့အားပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအိုးရဲထည့်ပေါင်းပြီးမယ်9မိနစ်လောက်ပေါင်းပေးပြီးရင်တော့ရပါပြီပကံလွတ်ထဲကိုကြက်ဥဖြူငပြားရည်အကျဲတစ်စုံရှာလာကာရီနှစ်စုံနှမ်းစီမွေအနေငယ်ရေတကွက်စာတကြားနဲ့အဆက်ကြရင်တော့ငရုတ်စီထည့်ပါမယ်ဒီနှစ်ကဘာနဲ့ပဲတွေ့ဆဆစားကောင်းတာဖြစ်တဲ့အတွက်လုံနီးလေးကိုမှတ်ထားကြပါခင်ဗျာကြက်တာနဲ့အနံလေးကမှွေးနေတာပါပဲအိုးတွေကထုတ်ပြီးတော့ပကံထဲထည့်ထားပါမယ်ကျမရည်နဲ့ညီညွတ်တာကြိုက်တာဖြစ်တဲ့အတွက်အများကြီးစားလဲကြောက်စရာမလိုပါဘူးအနေလေးနဲ့တွဲစားမယ်ဆိုရင်တော့အရန်စားကောင်းတာမို့နီလန်းလေးသိအောင်ဗီဒီယိုလေးကိုတင်ထားပါခင်ဗျာ